Okay ပါအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒါ Chelsea ရဲ့ကစားသမားတွေပေါ့နော်ဘေကစားသမားတွေကိုဆက်ပြီးတော့ထိန်းထားတဲ့နဲ့ဘေကစားသမားတွေကိုရောင်းလိုက်တဲ့နဲ့ဆိုတာကျွန်တော်တို့နှစ်ယောက်ရဲ့အမြင်လေးတွေကိုဒါပြောပြပေးတော့မှာဖြစ်ပါတယ်ဒါရွေးချယ်တော့မှာပေါ့ညီကိုလည်းလိုက်ပြီးတော့ရွေးချယ်လို့ရပါတယ်အဲဒါဆိုကျွန်တော်တို့စလိုက်ကြရအောင် Okay ဒါပထမဆုံး Robert Sanchez ဒါ first line နဲ့ keeper Sanchez ကဝေဖန်မှုတွေကပြန်လာရဲ့ကိုသမားဒါလက်ရှိအသင်းမှာလည်းလှုပ်ပြနေရည်ဆိုစက်ထိန်ထားတဲ့ပါတယ်ဒါပေမဲ့ဖြစ်စေချင်တာတော့ Sanchez နဲ့အပြိုင်တစ်ယောက်တော့ရောက်စေချင်တာပေါ့ Sanchez ကလည်းထိန်တော့ထိန်ထားမှာ keeper ဒါသူရဲ့အသက်အရွယ်နဲ့ဆိုလို့ရှိရင်ဒါ28ဆိုတာကိုသမားတယောက်တော့အကောင်းဆုံးအချိန်ကျွန်တော်ပြောလို့ရတယ် right time ရောက်ပြီအဲ့တော့ဒါသူလည်းအခုပုံမှန်လက်စွမ်းနေရနေတယ်ဆိုတော့ဒါကတော့ Sanchez ကတော့ဆက်ပြီးတော့သူ့ရဲ့ကြိုးစားမှုကိုအတိမတ်ပြုရအနေနဲ့ဆက်ပြီးတော့ထိန်းထားမှာပေါ့နော် Okay keeper ဒါဆိုရင်အရှန်ကိုသမား Jorgensen ကိုထိန်ထားတယ်ယောဂဆန်ကလည်းမကောင်းလေးမဟုတ်ဘူးကောင်းနေလည်းမဟုတ်ဘူးသိမလားဒါတာမန်ပါပဲတာမန်ပဲဆိုတော့ဒါဆော့ဘောမှာငားချထားတဲ့ကိုသမားလေးကလည်းဒါပြန်လာဖို့ရှိတယ်ဆိုတော့ဒီယောဂဆန်ကတော့ကိုရောင်းလိုက်ချင်ပါတယ် Okay ဟုတ်ပါတယ်ဒါ Sanchez ကိုဖိအားပေးဖို့ Jorgensen ထက်ပိုကောင်းတဲ့အရန်တယောက်တော့လိုတယ်ထင်တယ် Jorgensen ကိုတော့ရောင်းသင့်ပါတယ် sell ပါနောက်တစ်ယောက်ကူကူရဲလားကူကူရဲလားတော့ဘေးပြောစရာကောင်းမယ်နော်ဒါကူရဲလက်ရှိlevel တွေထဲမှာ top 5ထဲမှာတော့ပါတယ်လို့သတ်မှတ်လို့ရပါတယ်အဲ့တော့ကိုကတော့ဒါ keep ပါနောက်ထပ်10နှစ်လောက်စာချုပ်ချုပ်ချင်တယ်10နှစ်တာ30ခွန်တီ Okay ပါကူကူရဲလား keep တယ်ပါတယ်နောက်တစ်ယောက်တိုဆင်လည်းခုနကလိုတူတူပါပဲဒါဘောလုံးအုံနောက်မရှိတဲ့ကစားသမားပေါ့လေ Okay ချယ်ဆီမှာအသက်ကြီးပြီးတော့အုံနောက်မရှိတဲ့ဘဲပေါ့ဒီဘဲကတော့ရောင်းလိုက်တာအကောင်းဆုံးပါပဲ Okay ပါမြင်တူပါတယ်တိုဆင်နဲ့ sell ပါနောက်တစ်ယောက်ထပ်လာပါပြီဘာဒီယာရှိကတော့ Man U ကိုလိုက်ပြီးတော့ပို့ပါမယူပါဘူးလို့နော် Okay sell ပါဘာဒီယာရှိလေ Okay နောက်တစ်ယောက်ခိုးဝဲကတော့ဒါနော်ဒါအင်္ဂလန်သားလေးဖြစ်တယ်ဒါချက်စီးမှလည်းဒါတယ်ရီရိုချီအောင်နင်းမဲ့ကစားသမားလို့မျှော်လင့်ရတာပဲ Okay ဒါလောဆယ်တော့ဒဏ်ရာပြဿနာလေးကြုံနေလို့ပေါ့ဒါကတော့ကိုဝေးကတော့ဆက်ပြီးတော့ထိန်းထားမှာပါဟုတ်ပါရဲ့ဒါအသက်22ဆိုတဲ့အရွယ် potential လည်းရှိနေတာဆိုတော့ကိုဝဲလည်းထိန်းထားရမယ်ကစားသမား keep Okay နောက်ထပ်တစ်ယောက်ချလိုပါကတကြောပြန် Chelsea ကိုရောက်လာတယ်ဘယ်လိုထင်လဲဆိုတော့ချလိုပါသူ့ရဲ့အကောင်းဆုံးအချိန်ကိုရောက်လာမရောက်လာဆိုတော့သိပြီးတော့ဝေဝဲမရဘူးပေါ့အဲ့လိုဖြစ်နေတော့ရောက်တဲ့လောက်လည်းမရောက်ဘူးကွာအားမရဖြစ်တဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့သူ့ရဲ့ Chelsea ပုံမှာပေးဆက်တဲ့စိတ်ကတော့ဒါလေးစားစရာပဲဒါနောက်တန်းကိုလုံးထဲမှာတော့လက်ရှိ Chelsea ရဲ့နောက်တန်းတွေမှာတော့ကိုဝဲပြီးရင်ချလိုပါအားကိုရဆုံးလို့ထင်တယ်အဲ့တော့ဆက်ပြီးတော့ထိန်းထားတင်တာပေါ့နော် Okay ဒါချလိုပါတော့အနေမြင့်အရန်များတဲ့ player ပေါ့ရောက်တဲ့တန်းတစ်ခုကိုလည်းခုထိရောက်မလာဘူးဆိုဟုတ်တယ်ဒါအဓိကခံစားမှုအနေနဲ့ဆိုတော့မထားသင့်ဘူးလို့ထင်ပါတယ်ရောင်းသင့်ပါတယ် sell နောက်တစ်ယောက် Reece James Chelsea captain ပေါ့နော် captain တရားရေးသားကင်းနေအကောင်းဆုံးကစားသမားပါပဲဆိုတော့ထိန်းထားရမှာပါပဲနော်တက်ကလည်း26ဆို Reece James keeper ထိရမှာ Okay Fofana ကအရင်တော့ကရောက်ခါဆောင်ကတိတ်ပြီးတော့ခြေစွမ်းမငြိမ်မှုဆိုပေမဲ့ဒါနောက်ပိုင်းတော့သူ့ရဲ့အားကိုးရမှုကတော့ညင်သာစေတယ်ပေါ့ညင်သာစေရဆိုတော့ကိုကတော့ဆက်ပြီးတော့ထိန်းထားခြင်းပါတယ် Okay ပါ Fofana keep တဲ့မှာမြင်တူပါတယ်ဒါလည်းပေါ့ဆိုတော့နောက်ထပ်တစ်ယောက် Malo Gusto ကလည်းသူ့ရဲ့ right back တနေရာမှာဆိုရင်တော့ Reece James ရှိရအောင်မှသူအကောင်းဆုံးခြေစွမ်းနေပြသနေနိုင်ဆဲပဲဆိုတော့ကိုကတော့ဆက်ပြီးတော့ထိန်းထားမှာပါဒီကစားသမားကိုတော့ဒါဒီယာဒီမှာဆိုလဲ right back ကော left back ကောလိုရင်လိုဖြစ်ကစားတယ်ဒါ goal contribution တွေလည်းရှိထားတယ်ဆိုတော့ထိန်းထားရမယ်ကစားသမားပါ keep ပါ Okay ကိုလည်းဆက်တော့ပထမဆုံး Enzo Fernandez ကတော့ဒါ Chelsea ရဲ့မရှိမဖြစ်အာဂျင်တီနာသားလေးပေါ့ဟုတ်ပါတယ်ဒါသူလည်းထုံးစံတိုင်းပါပဲ10နှစ်လောက်စာချုပ်ချုပ်ချင်ပါတယ်10နှစ် Okay ပါ keep them အဲ့ဒါလေကိုပါမာတော့ Chelsea ရဲ့မရှိမဖြစ်ပေါ့နော်ဒါ CD ကရလိုက်တာအရင်တကယ်တန်သွားရပေါ့ဒီ Brian တို့လက်စားချီတာပါ Okay ဒါအသက်ကလည်း23ဆိုတော့ထိန်းထားရမယ်ကစားသမားဟုတ်တယ် keeper Caicedo ကလည်းဒါ Chelsea ရဲ့ DN တနေရာမှာမရှိမဖြစ်ပဲဟုတ်တယ် Chelsea ကွင်းလေကစားသမားတွေတော့အကုန်လုံးကြီးသဘောကျပါတယ်အဲ့တော့ဆက်ပြီးတော့ထိန်းထားမှာပါနော်ကဲဒါမြင်တူပါတယ် Caicedo ကီးတယ်မယ်အကုန်လုံးသဘောကျရဲဆိုတော့နောက်တစ်ယောက်လေ Lavia စေအုပ်ကြီး Lavia တော့ချင်းချက်ချက်စီမှာပွဲချိန်ပြီးကန်ရတယ်ဆိုတာတကားမှမရှိဘူး
ဒီကောင်လေးကတော့ရောင်းလိုက်ပါရောင်းနိုင်တာအကောင်းဆုံးပါပဲ ဆော့တရမာတော့ကတော့မျောလင်းစရာကစားသမားဆိုပေမဲ့ injury ရန် prone နေပါပြီဒါစောင့်ကြည့်ခဲ့တဲ့လောက် လွယ်လည်းမလွယ်တော့ပါဘူးเนาะသူရဲ့ကစားသမားဘောက စောင့်ကြည့်ပြီးပြီဆိုတော့ဒါလာဗီယာကင်စီတို့အတွက်မျောခဲ့ပြီမဲ့လည်းဖြစ်မလာဘူးဆိုတော့လာဗီယာတော့ရောင်းလိုက်ပါလို့နောက်တစ်ယောက်ခေါ်တဲ့မှာ sell ပါ sell ပါ okay ဒါဆိုတိုက်စစ်ပိုင်းတောင်းမယ် netto ကလည်းဒါသူ့ရဲ့အကောင်းဆုံးခိုက်တက်နေတော့ချက်စီမှာမမြင်ရသေးဘူးဆိုပေမဲ့ဒါအားကိုးရတယ်ဆိုတဲ့အနေထားမှာတော့ရှိနေသေးတယ်အဲ့တော့နောက်ထပ်တနေ့လောက်တော့ထပ်ပြီးတော့စောင့်ကြည့်တင်တာပေါ့အဲ့တော့ keep ပါနော်ဒါအသင်းတိုက်စစ်မှာရန် impact ရှိတဲ့ကစားသမားမဟုတ်ဘူးဆိုပေမဲ့လည်းတထောင်တနေရာကနေပါဝင်နေတဲ့ကစားသမားပေါ့ဆိုတော့ keep တော့ keep တယ်မှာနောက်ထပ်တစ်ယောက်ကာနာချိုမန်ယူထဲလိုက်တဲ့ငေးလေးပါလို့ဒါပေမဲ့အဲ့လိုလေပြောလို့မရသေးဘူးစောသေးတယ်လို့ထင်တယ်ပေါ့နော်စောသေးတော့သူကြည့်ကျင်သေးပါတယ်ပေါ့ကာနာချိုကထပ်ပြီးတော့စောင့်ကြည့်တဲ့ကစားသမားတွေမှာတော့ပါတယ်ပေါ့နော် okay ဒါသူ့ရဲ့အလင်ခောက်တွေ traveling တွေကတော့ဒါ assistant တွေကအတင်းကိုအကျိုးပြုနေတော့မဲဆိုတော့ကာနာချိုတော့ဆက်ပြီးတော့စောင့်ကြည့်ချင်ပါသေးတယ် okay ပါဒါကာနာချို keep ပါ keep ပါဒါမန်ယူကတော့ရောင်းလိုက်တဲ့ကစားသမားဆိုတော့လေကျွန်တော်မြင်ရတော့ရောင်းတဲ့နေပဲထင်ပါတယ်ကျဲစီမှာလည်းမအောင်မြင်တော့ဘူးထင်လို့ပါ sell ပါဒါဆိုနောက်ထပ်တစ်ယောက်Estivao ကတော့ဒါဘရာဇီးရဲ့ရွှေအောင်မျိုးဆက်လေးပေါ့နော်ဟုတ်တယ် high potential ကစားသမားလေးပါစတက်ကလည်း18အများကြီးသုံးအောင်ပါပေါ့ဟုတ်တယ်ဒါကတော့ပြောကြမလို့ပါဘူးเนาะ keep ရမှာပါဒါထင်ထားသလောက်ဖြစ်လာမလားတခုပဲလောလောဆယ်ကတော့ keep ပါပဲဟုတ်ပါတယ်နောက်တစ်ယောက် Jimmy Kitten အင်္ဂလန်သားလေး Jimmy Kitten ကဒီနှစ်မှရောက်တာเนาะဒါတော့မှတော့လုတ်ပြခဲ့တယ် Chelsea မှာတော့ဘာမှမဖြစ်ထွန်းသေးဘူးဆိုပေမဲ့အသက်ရွယ်တွေဘာတွေရတော့စောင့်ကြည့်တင်သေးရပေါ့ Kitten keep ပါအကောတော့အဲ့လိုမမြင်ဘူး Jimmy Kitten ကိုနော်ဘာလို့ Madrake 0.2 အင်္ဂလန်သားမလို့ကြောက်နေရ Madrake 0.2 လို့မြင်တယ်အဲ့တော့ okay တိတ်ပြီးတော့လည်းဖြစ်ထွန်းမလာတော့ဘူးလို့လည်းထင်နေတာပေါ့စိတ်ထဲကအဲ့တော့အခုအနေနဲ့တော့တိတ်ပြီးသဘောမကျပါဘူး Kitten ကိုတော့ရောင်းလိုက်စီချင်တယ် okay ဒါတော့အမြင်ကွဲသွားပြီနောက်တစ်ယောက်ရောက်ပတ်ထူဒါ club ကဘာဖလားနဲ့ရသည်အစားတော့လုံးဝကျန်ခဲ့တဲ့ကစားသမားနောက်ပိုင်းပွဲမှာနည်းနည်းလေးပျောက်နေတယ်ဆိုပေမဲ့ဟုတ်တယ်ဒါခြေစွမ်းကတော့အရင်ဆိုးနေတယ်လို့လည်းမဟုတ်ဘူးဆိုတော့လေတင်းမှာအရင်ဖြစ် first line နဲ့ဖြစ်ကတော့ဆက်တော့ထားတဲ့ကစားသမားလို့ထင်တယ် keep ပါ Petro ကတော့ဒါအားကိုးရမှာပါဟုတ်တယ်ဒါအဲ့တော့ကိုအနေနဲ့လည်း keep ကျင်ပါတယ် AM ရောတိုက်စစ်မှုရောသူအကုန်ကစားနိုင်တယ်ဟုတ်တယ် okay ဒါဆိုနောက်ထပ် Chelsea ရဲ့ first line နဲ့တိုက်စစ်မှုအတွက်ခေါ်ထားတဲ့ Liam Delap ပေါ့တို့မြင် Delap ကတော့ဒါအသက်က20နှစ်ဆိုပေမဲ့မကြိုက်ဘူးဒါ Ipswich မှာကြရပေါ့ဟို Chelsea မှာလည်းတိတ်ပြီးဖြစ်ထွန်းမဲ့မရှိဘူးဒါ Premier League အများကြီးကစားပြီးတန်ရာကြီးနဲ့ပွဲတော်များများလွဲတယ်အခုဒီတကိုးဆိုတာဒါတိုက်စစ်မှုတယောက်တည်းတော့လုံလောက်တဲ့ပမာဏမဟုတ်ဘူးဆိုတော့ဒီလက်ကတော့ရောင်းတဲ့မှာဒီလက်ထက်ပို့ပြီးတမ်းမြင့်တဲ့တိုက်စစ်မှုတယောက်တော့လိုပါတယ်ဒီလက် sell ပါဒီပြောတော့မှန်တယ်လီယက်ထက်ပို့ပြီးတော့တမ်းမြင့်တဲ့တိုက်စစ်မှုကတော့လိုအပ်တယ်ဟုတ်တယ်ဒါပေမဲ့လည်းဒါလီယန်ဒီလက်ကလည်းစောင့်ကြည့်ရှင်စရာကစားသမားလို့တော့အခုအနေနဲ့ယူဆတယ်ပေါ့နော် Okay ချက်စီမှာတော့တိတ်ပြီးမဖြစ်ထင်သေးဘူးဆိုပေမဲ့သူ Ipswich မှာအခုကြည့်တော့ကတော့သူတစ်လုံးဆိုတစ်လုံးကွာသိရမလားအရင်ကမဖြိုးဘူးကွာသိရမလားOkay ချစ်ဆန်တို့လိုမဖြိုးဘူးအဲ့တော့ဒါဆက်ပြီးတော့စောင့်ကြည့်ချင်ပါတယ်ဒါတော့တင်းကြီးနဲ့တင်းငယ် pressure လဲကွာတာဆိုဟုတ်တယ်တင်းငယ်မှာဖြစ်ထွန်းပေမဲ့လေတင်းကြီးမှာတော့ရုံးရတယ်လားကျွန်တော် sell ပါဒီလက် keep ပါကိုကတော့ Okay ပါဒီနေ့ကတော့ဒါ Chelsea တင်းရဲ့ကစားသမားကြီးဘယ်ကစားသမားကိုရှောင်းတင်လဲဘယ်ကစားသမားကိုထိန်းထားတင်လဲဆိုတာဆွေးနွေးညှင်းခုန်ခဲ့တာပါဟုတ်ပါတယ်ညီကိုရဲ့မှတ်ချက်လေးတို့လည်း comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဟုတ်ကဲ့ပါအစိုးရကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါ